ဒီမှာကျွန်တော်ကိုပြောရတာပေါ့နော်နောက် gen ကအရေးကြီးဆုံးပါတဲ့ i3 13 gen နဲ့ i5 10 gen ဆို i3 13 gen ကတာပါတယ် i7 9 gen နဲ့ i5 13 gen ဆိုရင်လည်း i5 13 gen ကတာပါတယ် gen မကြည့်ပဲဝင်ရင်နဲ့မရပါဘူးတင်းတဲ့သူကလည်းနားမလဲဘူးလားတဲ့ဘာလို့ဆိုတော့ဒါကတော့သူပြောပြသွားတာပေါ့နော်သူလည်းဒီကျွန်တော်ဗီဒီယိုကြည့်တဲ့သူစိတ်ပူလို့ပြောတယ်ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့နော်ဆိုတော့သူ့အနေနဲ့ကတော့ကျွန်တော်တို့ကြည့်ရှုတဲ့သူတွေကိုနားလည်မှုမလွဲအောင်လို့သူ generation ကလည်းပိုအရေးကြီးတယ်ဆိုတော့သူပြောပြသွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဟုတ်ပါတယ်သူပြောတယ်လည်းမှန်ပါတယ် generation ကအရေးကြီးပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဗီဒီယိုရဲ့အဓိကပေးချင်တဲ့ message ကတော့ဒီလိုမျိုး generation 2ပဲတတ်မှတ်ပေါ့နော်အဲ့ဒါမှထားပါတော့13 gen တစ်ခုလုံး i3 နဲ့ i5 ဆိုလို့ရှိရင်ဒီ i3 နဲ့ i5 ကြားတဲ့ကွာခြားချက်လေးကဘာလဲဆိုတဲ့message လေးပေးချင်တာဖြစ်ပါတယ် comment ရေးပေးတော့တဲ့သူလေးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေကိုလည်းဆက်လက်ပြီးတော့အားပေးကြပါအောင်လို့ပြောပြချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်